Sakamoto Days Season 2ရဲ့အပိုင်း3ကိုကြိုဆိုလိုက်ပါတယ်။ဒီအပိုင်းမှာတော့ဖတ်တီးကြီးရဲ့အမိုက်စားတိုက်ပွဲတွေနာဂူမိုရဲ့လှည့်ကွက်တွေနဲ့ရှိပါတို့ရဲ့ဟာတာအခန်းတွေကိုမြင်တွေ့ရမှာပါ။ဇလန်းလေးရဲ့အစမှာတော့ရှင်းတယောက်ရန်သူထက်ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒါကတော့ဖတ်တီးကြီးခေါ်သွားတဲ့အက်ဆိုင်ဆရာမကြီးစီမှာအက်ဆိုင်ကူတာခံရခြင်းပဲဖြစ်ပါတယ်။ဒီအက်ဆိုင်ဆရာမအဖွားကြီးမီယာဆိုတာခေတူမဟုတ်ပါဘူး။ကျေးစားတွေဘလောက်ပဲဒဏ်ရာပြင်းပြင်းရလာပါစေခဏလေးတွင်တက်တာသွားအောင်ကုသပေးနိုင်တဲ့ရွှေလက်ပိုင်ရှင်ကြီးပါအသက်68နှစ်ရှိပြီဖြစ်ပေမဲ့တွက်လက်ဖြက်လက်နေတော့မှပဲရှင်းတယောက်တကူလုံးအတွေ့တန်လန်ကြီးစိုက်ခံထားရပေမဲ့ဒဏ်ရာတွေကတော့တိတိတတ်တာကိုတက်တာနေပါတယ်။အဖွားမီယာကရှင်းကိုကြည့်ပြီးမင်းဒီပုံစံနဲ့တနေကုန်နေရမယ်ပြီးတော့မင်းရထားတဲ့စွမ်းအားတစ်ဆိုတာကလက်ရှိမှာ9 မိနစ်လောက်ပဲသုံးနိုင်မှာအလွန်အကျွံသုံးလိုက်ရင်တည်သွားနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ဘေးနာကလူကလည်းအယံပင်မနေလို့သူမကိုပါကြည့်ပေးဖို့ပူစားပါတယ်။အဖွားကနင့်ခန္ဓာကိုယ်ထဲမှာအစိတ်တွေအရက်တံတွေပြည့်နေတယ်တော့ဒါလေးတောက်လိုက်ဆိုပြီးရေနွေးပူပူတစ်ခွက်ကိုတိုက်လိုက်ပါတယ်လူလည်းတောက်လိုက်ရောချက်ချင်းတက်တာသွားပေမဲ့ရုတ်တရက်အမှုသမားပုံစံကြီးဖြစ်သွားပါတော့တယ်။တာယိုရေနင့်ကိုတော့အကြာကြီးနေမှကြည့်ပေးမယ်လို့အဖွားမီယာကကတင်ပေါ်မှာလှဲနေတဲ့ဖက်တီကြီးကိုလှမ်းပြောလိုက်ပါတယ်ဖက်တီကြီးလဲနေတော့အဖွားကနင်ဒါပြီးရင်တွားတောင်းချက်မလို့မလားကလေးတွေကိုလာလိုက်လို့ဒေါသထွက်နေတာမလားငါအခုဖိထားတဲ့နေရာကဒေါသထွက်နေတဲ့သူတွေပဲနားတဲ့နေရာလေးလို့ပြောရင်းနှိပ်ပေးပါတယ်ဖက်တီကမနာပါဘူးလို့လိန်ပြောပေမဲ့တကယ်တော့အတော်လေးနာနေတာပါငါနှစ်လောက်နားထားတာဆိုတော့အခုနာဂူမိုနဲ့တောင်အတော်ကွာသွားပြီနော်လို့အဖွားကပြောလိုက်တော့ဖက်တီကအဲ့ဒီစကားကိုလက်မခံပဲချက်ချင်းထက်လာပါတယ်ဖက်တီထွက်သွားမဲ့အချိန်မှာတင်အဖွားကဖက်တီရဲ့ဘိုက်ကိုတထောင်စစ်နဲ့အားကုန်ထိုးချလိုက်ပါတယ်နှိပ်လိုက်တာလို့အဖွားကပြောပေမဲ့ဖက်တီခါများအတော်ကြီးကိုနာကျင်သွားရှာပါတယ်ထို့နောက်ဖက်တီကရှင်းတဲ့လူကိုအထားခဲ့ပြီးထွက်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဖက်တီဆိုင်မှာအိုးကြီးတယောက်တည်းရှိနေတော့အကျဉ်းသားမီနီရောက်လာပါတယ်မီနီကဖက်တီဘယ်မှာလဲလို့မေးတော့အိုးကြီးကဆေးရုံသွားတယ်လို့ဖြေပါတယ်မီနီကလိန်နေတယ်လို့ထင်သွားပြီးဒေါသတကြီးနဲ့ကောင်တာဘော်ကငွေရှင်းဆက်ကိုလက်တစ်ဖက်ထဲနဲ့လုံးချပစ်လိုက်ပါတယ်ပြီးတာနဲ့ကောင်တာကိုနှစ်ချမ်းဖြတ်ပစ်လိုက်ပြီးအိုးကြီးရဲ့လေပင်ကိုအတင်းညစ်ထားလိုက်ပါတယ်ဆာကာမိုတိုတာရိုဘယ်မှာလဲနင်းရမယ်ဆိုရင်တက်ပစ်မယ်လို့မီနီကချင်းချောက်ပါတယ်အဲ့ဒီအချိန်ရုတ်တရက်လေပင်ညစ်ထားတဲ့မီနီရဲ့လက်ကိုအိုးကြီးကအောက်ဘက်ကနေအားနဲ့ရိုက်ချလိုက်ပါတယ်မီနီကြောင်သွားတဲ့အချိန်လေးမှာတင်အိုးကြီးရဲ့လက်တစ်ဖက်ကမီနီရဲ့စပင်ကိုအတင်းဆွဲကင်လိုက်ပြီးကျန်တဲ့လက်တစ်ဖက်ကမီနီရဲ့လေပင်ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတယ်မီနီလည်းလန့်သွားပြီးအိုးကြီးရဲ့လေပင်ကိုလှုပ်ကဖင်ထိုင်လေးရဲ့လဲကျသွားပါတော့တယ်ဟုတ်ပါတယ်ဗျာကျွန်တော်တို့မြင်နေရတဲ့အိုးကြီးဟာအိုးကြီးအစ်စ်မဟုတ်ပဲရုပ်ပြောင်းရုပ်လွဲလုပ်ထားတဲ့နာဂူမိုပဲဖြစ်ပါတယ်နာဂူမိုဟာချက်ချင်းပဲသူ့ရဲ့မူလပုံစံကိုပြန်ပြောင်းလိုက်ပြီးထုံးစံအတိုင်းဓာတ်အတုလေးကိုလှည့်ကစော့ပြနေပါတယ်မီနီကငါကလိန်တဲ့သူတွေကိုမုန်းတယ်လို့ဒေါသတကြီးပြောပြီးထားဖို့လှုပ်လိုက်ပေမဲ့နာဂူမိုကနောက်ကနေလေပင်ကိုဓာတ်နဲ့ထောက်ထားပြီးသားဖြစ်နေပါပြီမီနီလည်းကြောက်လန့်ပြီးအပြင်ကိုပြေးထွက်သွားပါတော့တယ်နာဂူမိုကဖက်တီကသူ့မိမကိုစိတ်မချလို့ငါ့ကိုအရင်ကကျေးဇူးကျွေးဆက်တဲ့အနေနဲ့ဆိုင်ဆောင်ခိုင်းထားတာလို့မီနီကိုလှမ်းပြောရင်းတစ်တာတော့ကိုဖွင့်လိုက်ပါတယ်တခြားတစ်ဖက်မှာလည်းစနိုင်ပါသမားဟဲဆုကဲဟာအကျဉ်းသားတွေကိုလိုက်ရှာနေပေမဲ့တယောက်မှမတွေ့ပါဘူးဒါနဲ့သူကသူ့အချစ်တော်ငှက်လေးပြီးဆုကဲကိုသူ့ပြဖွားပြောဘူးတဲ့အတိုင်းပဲဘာမှမတွေ့ရင်အောက်မှာရှိတတ်တယ်လို့ပြောလိုက်ပါတယ်အန်ဩစရာကောင်းတာကအဖွားပြောတဲ့အတိုင်းတကယ်ဖြစ်နေတာပါမျော်စင်ရဲ့အောက်ခြေမှန်ရှိတဲ့နေရာကိုကြည့်လိုက်တော့အကျဉ်းသားပတ်ဖက်ကိုလှမ်းမြင်လိုက်ရပါတယ်အပတ်ကလည်းလူတွေကိုနားလဲခြင်းတယ်တိကျင်တယ်လို့ရေရွရင်သူ့အနားမှာရေခဲမုတ်စားနေတဲ့လူငယ်လေးကိုမင်းပါရီစဉ်းစားနေတာလဲအထဲကိုပြပါဦးဆိုပြီးသူ့လက်ကကျိုးမြင့်လေးတွေကိုထုတ်ပြလိုက်ပါတယ်တစ်ဖက်ကလူငယ်လေးလဲလန့်ပြီးကြောင်သွားပါတယ်အဲ့ဒီအချိန်အပေါ်ကနေဟဲဆုကဲကကျမ်းပြင်ကမှန်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်မှန်ကွဲစားတွေကနေတဆင့်ကြည်စံတွေကန်ထွက်ပြီးအပတ်စီကိုပြစ်ခတ်လိုက်တာပါဒါပေမဲ့အပတ်ဟာအဲ့ဒီကြည်စံတွေကိုသူ့လက်ထဲကကျိုးမြင့်တွေနဲ့အသားလေးကာကွယ်ပြီးဖမ်းလိုက်ပါတယ်ဟဲဆုကဲအန်ဩနေတော့အပတ်ဟာမျောစင်အပြင်ဘက်ကနေစပိုက်တာမန်လိုမျိုးကျိုးတွေကိုခိုစီးပြီးအပေါ်ကိုတက်လာပါတယ်ပြီးတာနဲ့ကျန်တဲ့လက်တစ်ဖက်ကနေဟဲဆုကဲရှိရာမျောစင်တွင်းပိုင်းကိုကျိုးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပါတော့တယ်မျောစင်ကိုကာထားတဲ့မှန်တွေအကုန်ကွဲထွက်ကုန်ပြီးတခင်ရွေးမတဲ့ငှက်လေးပြီးစုကဲလဲဟဲဆုကဲနဲ့အတူအသေးအတန်ပြေးရပါတော့တယ်အပတ်ဟာမျောစင်ထဲကိုအထာကြကြဝင်ရောက်လာပါတယ်ပြီးစုကဲကနေရာတနေရာကိုညွန့်ပြလိုက်လို့ဟဲဆုကဲကအဲ့ဒီနေရာကိုတနက်နဲ့ပြစ်လိုက်ပါတယ်ဒါပေမဲ့ပြစ်လိုက်တာနဲ့တပြိုင်နက်အပတ်ရဲ့ကျိုးမြင်တွေကြောင့်ဟဲဆုကဲရဲ့တနက်ကြီးပါအပိုင်းပိုင်းပြတ်ထွက်သွားပါတော့တယ်လူတွေရဲ့ဆက်နွယ်မှုကိုပြောတဲ့အခါကျိုးတွေနဲ့တင်းစားလေးရှိတယ်အဲ့ဒါကြောင့်ငါကကျိုးတွေကိုကြိုက်တာလို့အပတ်ကပြောရင်ဟဲဆုကဲကိုကျိုးတွေနဲ့ပြစ်ကချုပ်နှောင်လိုက်ပါဟဲဆုကဲဟာကျိုးတွေနဲ့အချုပ်ခံထားရပေမဲ့ပြုံးလိုက်ပြီးထင်တာထက်အနီးမှာရှိနေလို့အဆင်ပြေသွားတာပဲလို့အတိတ်ပဲပါပြောလိုက်ပါတယ်အပတ်ကဒီကောင်ပါပြောချင်တာလဲလို့စဉ်းစားနေတော့သူ့ဘေးနာကဓာတ်လေကားထဲကနေဖက်တီကြီးရုတ်တရက်ထွက်လာပြီးအပတ်ကိုအပြင်းပြင်းဝင်ထိုးလိုက်ပါတော့တယ်စောက်လိုက်ရလားဟဲဆုကဲရေးလို့ဖက်တီကပြောလိုက်ပါတယ်ဖက်တီရဲ့လက်ထဲကတူလေးမှာတော့ကြည်စံတတောင်ကိုညှက်ထားပါတယ်အမှန်တော့ခုနကဟဲဆုကဲပြစ်လိုက်တဲ့ကြည်စံဟာဖက်တီစီကိုအချက်ပြလိုက်တာပဲဖြစ်ပါတယ်ပတ်လည်းပြန်ထလာပြီးငါ့ကိုအပြင်းပြင်းနဲ့ထိုးနိုင်တဲ့မင်းကငါ့ကိုနားလဲပေးနိုင်လောက်တယ်မလားလို့မေးလိုက်ပါတယ်ဖက်တီကလည်းဒီနေ့ကိုလုံးကပေါ့နေတဲ့ဒီကောင်ကိုငါရှင်းလိုက်မယ်လို့ပြောပြီးအစ်စ်နေထားပြင်လိုက်ပါတယ်
တစ်ဖက်ကဖတ်တီးရဲ့ဆိုင်ထဲမှာတော့လူလေးရ32ယောက်တောင်တက်ခဲ့တာကိုငါအရန်ပြင်းလာတဲ့မင်းသားဆိုငါကိုစိတ်ကျေနပ်စေမှာပဲလို့မီနီကနာဂူမိုကိုပြောလိုက်ပါတယ်ဒါကိုတောင်ရေးတွက်ထားတာပဲလားလို့နာဂူမိုကပြန်ပြောနေတော့မီနီကရုတ်တရက်အပြေးဝင်လာပြီးထိုးချလိုက်ပါတယ်သို့တော့နာဂူမိုကပုံမြန်နေပြီးမီနီရဲ့အိတ်ကက်ထဲကဖုန်းကိုလျှက်တစ်ပြက်ယူလိုက်ပါတယ်ဆိုင်ကိုတိတ်မဖြစ်စီးနဲ့နော်ဆာကာမိုရိုဆူလိုက်မယ်လို့ပြောရင်းနာဂူမိုကဖုန်းကိုကြည့်နေပါတယ်မီနီလည်းသူ့ဖုန်းပါသွားတာကိုမသိလိုက်လို့အံ့ဩသွားပါတယ်နာဂူမိုဟာဆူလာနဲ့ပတ်သက်တဲ့အချက်လက်ရှိမရှိဖုန်းကိုစစ်ဆေးနေတာပါဒါကိုမြင်တော့မီနီကပိုဒေါသထွက်သွားပြီးတွေးသမျှပစ္စည်းတွေနဲ့ကင်ပေါက်ကတိုက်ခိုက်ပါတယ်ဒါပေမဲ့နာဂူမိုကတော့အေးအေးဆေးဆေးပဲတိတ်ရှောင်နေပါတယ်တိုက်ခိုက်ရတာကြာလာတော့မီနီမောသွားပြီးခဏရက်ကဆိုင်ထဲကိုပတ်ချလဲလိုက်ကြည့်ပါတယ်လူကိုမတွေ့ရပေမဲ့နာဂူမိုရဲ့အိတ်ကရှိနေသေးတာကြောင့်ဆိုင်ထဲမှာပဲရှိအောင်မယ်လို့တွေးပြီးဆိုင်ထဲကတွေးသမျှအရာအလုံးကိုအကြမ်းပါတမ်းလိုက်ဖြက်စီးနေပါတော့တယ်နောက်ဆုံးတွေးယူတွေးတဲ့နဲ့ရေခဲတက်တာတဲ့ကိုအတင်းဖွင့်ရှာလိုက်တဲ့အချိန်မှာတော့နာဂူမိုဟာမီနီရဲ့ပုံစံအတိုင်းရုပ်ပြောင်းပြီးတကားကြားထဲကနေမီနီကိုလှမ်းဆွဲလိုက်ပါတယ်ထို့နောက်လက်တစ်ဖက်နဲ့လဲပင်ကိုညှစ်ထားပြီးသူ့ရဲ့မူလပုံစံကိုပြန်ပြောင်းလိုက်ပါတယ်နာဂူမိုဟာမီနီရဲ့အိတ်ထဲကနေသတင်းအချက်လက်တစ်ခုခုများရမလားလို့ရှာကြည့်ပေမဲ့ဘာမှမတွေ့ရပါဘူးဒါနဲ့မီနီကိုလွတ်ပစ်လိုက်ပြီးသူ့ရဲ့လက်နက်တစ်တာကိုဖွင့်လိုက်ပါတယ်ငါကသဘောကောင်းလို့မင်းကိုတေနေရွေးခွင့်ပေးမယ်လို့နာဂူမိုကပြောလိုက်ပါတယ်သူ့တစ်တာထဲမှာလက်နက်6မျိုးရှိပြီးတစ်မျိုးတည်းနဲ့တက်ရရင်ပြင်းစရာကောင်းလို့နံပါတ်တစ်ခုကိုရွေးခိုင်းတာပါမီနီကပြန်ထလာပြီးလက်သီးနဲ့ဝင်ထိုးပေမဲ့နာဂူမိုကအသားလေးရှောင်လိုက်ပြီးဒါနဲ့ပဲရွေးခိုင်းတော့မယ်ဆိုပြီးအန်ဆာတုံးကိုမီနီရဲ့ပါဇက်ထဲအတင်းထည့်လိုက်ပါတယ်မီနီကအန်ဆာတုံးကိုပြန်ထွေးထုတ်လိုက်တော့နံပါတ်3ကျပါတယ်ဒါနဲ့နာဂူမိုကမီနီရဲ့စပင်ကိုစောင့်ဆွဲပြီးစီတုဖူးဖောက်တံကဲ့သို့သောလက်နက်နဲ့မီနီရဲ့လေပင်ကိုဖျက်ကအပြက်ရှင်းလိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့တိုက်ပွဲလဲပြီးရောဖတ်တီးရဲ့ဆိုင်လေးလဲတစ်ဆိုင်လုံးပျက်စီးသွားပါတော့တယ်ဖတ်တီးကြီးတို့ဘက်ကိုပြန်သွားရရင်ဖတ်တီးကအပတ်ရဲ့ကျိုးမြင်တွေကိုဆိုင်းဘုတ်တစ်ခုနဲ့ကာကွယ်ခုခံရင်းလွင့်စင်သွားပါတယ်ဖတ်တီးရဲ့ Wi-Fi ကိုလုံးကြီးနဲ့ကျိုးတွေကိုခုခံနိုင်စွမ်းရှိနေတာကိုအပတ်ကအံ့ဩတကြီးဖြစ်နေပါတယ်ဖတ်တီးပြန်ထလာပြီးဒီလောက်လှုပ်ရှားနေတာတော့ငါမပိန်သွားပါလားလို့စဉ်းစားရင်းအဖွားမီယာကသူ့ကိုတခုခုလှုပ်လိုက်တယ်လို့တွေးမိပါတယ်အဲ့ဒီအချိန်အပတ်ကကျိုးမြင်တွေကိုခိုစီးပြီးကြံတဲ့လက်တစ်ဖက်ကနေကျိုးမြင်တွေနဲ့ထပ်ပစ်ပါတယ်ဖတ်တီးကဟဲဆုကဲကိုထိမှဆိုးလို့ဝင်ကာကွယ်ပေးလိုက်တဲ့အချိန်မှရင်ကျိုးမြင်တွေကဖတ်တီးရဲ့ခြေထောက်ကိုရစ်ပတ်သွားပါတယ်အပတ်ကခြေထောက်ကိုဖျက်ဖို့ကြိုးစားပေမဲ့လုံးဝဖျက်မရပါဘူးနောက်ဆုံးဖျက်မရတဲ့အစုံတရွတ်တိုက်ဆွဲခေါ်သွားပါတယ်တရွတ်တိုက်ပါလာတဲ့ဖတ်တီးဟာအနားမှာတန်းစီထားတဲ့မျှော်စင်ပုံစံငယ်လေးတစ်ခုကိုလှမ်းကင်ပြီးအပတ်စီကိုပြစ်ပေါက်လိုက်ပါတယ်ဖတ်တီးရဲ့ခြေထောက်လည်းလွတ်သွားပြီးအပတ်ကအဲ့ဒီမျှော်စင်ပုံစံငယ်ကိုကျိုးမြင်တွေနဲ့ဖမ်းယူလိုက်ပါတယ်ဖတ်တီးကိုယ်တိုင်တော့အပတ်တော်လိုက်တာလို့ကြိတ်တွေးမိပါတယ်တကယ်တော့အပတ်ဟာ OCD ယောဂရှိသူမှုပစ္စည်းတွေပြန်ကျဲသွားတာကိုမကျေနပ်လို့မျှော်စင်ပုံစံငယ်တွေကိုတိတိကျကျပြန်စီနေတာပါအပတ်ပစ္စည်းတွေပြန်စီနေတော့ဖတ်တီးကပိန်အောင်လုပ်ရမယ်ဆိုပြီးလေ့ကျင့်ခန်းတွေလုပ်နေပါတယ်ဒါပေမဲ့ပြန်မပိန်လာလို့ဟဲဆုကဲနဲ့ဖတ်တီးတို့နှစ်ယောက်လုံးစိတ်ညစ်နေကြပါတယ်ဖတ်တီးကမှန်ကိုကြည့်နေတော့အပတ်ဟာဖတ်တီးရဲ့တကိုယ်လုံးကိုကျိုးမြင်တွေနဲ့ဖျက်ဖို့ထပ်ကြိုးစားပါတယ်ဒါပေမဲ့လုံးဝမပြတ်ပဲဖတ်တီးကကျိုးမြင်တွေကြားထဲကနေအသားလေးခုန်ထွက်လာခဲ့ပါတယ်ကျိုးမြင်တွေကအရန်ချွန်ထက်လွန်းလို့ဖတ်တီးကတိုက်ခိုက်ဖို့အတွက်အိတ်ကက်ထဲကိုနှိုက်လိုက်ပါတယ်ဒါပေမဲ့လက်နက်အစားအမိုက်တွေသာထွက်လာပါတယ်ညစ်ပတ်နေတဲ့အိတ်ကက်ကိုကြည့်ပြီးစီကန်းကြီးတဲ့အပတ်တယောက်အကြီးအကျယ်ဒေါသထွက်သွားပါတယ်ဖတ်တီးကတော့ထူးထူးခြားခြားဝါနေပေမဲ့ကိုလုံးလှုပ်ရှားမှုကအရင်ကထပ်ပိုပြီးပေါ့ပါနေပါတယ်အဲ့ဒီအကြောင်းရင်းကိုစေကမ်းမှာကြံခဲ့တဲ့အဖွားမီယာကရှင်းတို့ကိုရှင်းပြနေပါတယ်ဖတ်တီးဟာသူ့ရဲ့အထွတ်ထိပ်စွမ်းအားရဲ့30%သာကျက်ရှိတော့ကြောင်းနဲ့ဝါတီဖြစ်စေပိန်တီဖြစ်စေခန္ဓာကိုယ်အလိုက်လှုပ်ရှားမှုပုံစံတွေရှိကြောင်းရှင်းပြနေတာပါတိုက်ပွဲထဲမှာတော့ဖတ်တီးနဲ့အပတ်တို့တိုက်ခိုက်နေရင်အပတ်ကသူများအပေါ်မတွေးပေးတတ်တဲ့သူတွေကိုငါမကြိုက်ဘူးမင်းတို့လိုလူမျိုးတွေကငါခံစားချက်တွေကိုနင်းချတာပဲလို့ဒေါသတကြီးပြောပါတယ်စကားပြောနေရင်နဲ့အကုန်လုံးကဖတ်တီးရဲ့ဖနက်ကိုတတိထားမိသွားပါတယ်ဖနက်ကကျိုးတွေပြုတ်နေတာကိုဆိုလိုပုံရပါတယ်တစ်ချိန်တည်းမှာပဲအဖွားမီယာကဆက်ပြီးဘလို့အခြေအနေမျိုးမှာပဲနေအခြေအနေပေါ်မူတည်ပြီးလှုပ်ရှားနိုင်တဲ့သူကသာပိုတတ်ပါတယ်အဲ့ဒီအချက်ကိုမသိပဲဖတ်တီးကကယ်လိုရီတွေသုံးပြီးပိန်အောင်ပဲလုပ်နေတာပြီးတော့သူဝနေတာကိုသတိပြုမိပြီးကိုလက်ခံနိုင်မှမှန်ကန်စွာလှုပ်ရှားနိုင်မှတန်မာမလို့ရှင်းတို့ကိုတေချာပြောပြနေပါတယ်ဖတ်တီးဟာလည်းအဖွားမီယာတစ်ဖက်မှာပြောနေတာတွေကိုကြားနေရတယ်လို့မျိုးသူ့ရဲ့ဝါဖိုက်နေတဲ့ခန္ဓာကိုယ်ကိုနားလည်သွားပါတယ်ပြီးတာနဲ့လင်းမြန်စွာလှုပ်ရှားပြီးအပတ်ရဲ့နောက်ကျောဘက်ကနေဝင်ကတက်လေကားတဲ့ကိုအပြင်းပြင်းထိုးချလိုက်ပါတယ်ဖတ်တီးလည်းတက်လေကားတဲ့ကိုဝင်လိုက်ပြီးအောက်ထပ်ဆင်းတဲ့ခလုတ်ကိုနှိပ်လိုက်ကတိုက်ပွဲကိုပြန်ဆရအောင်လို့အထာချပြောလိုက်ပါတယ်ဖတ်တီးဟာအပတ်ကိုဓာတ်လေကားထဲမှာအဆက်မပြတ်ထိုးချိတ်ပါတယ်ဓာတ်လေကားထဲကနေအောက်ကိုပြုတ်ကျသွားပေမဲ့လည်းလေထဲမှာဆက်တိုက်ထိုးနေပြီးတခြားပြိုင်သူဆင်းလာတဲ့ဓာတ်လေကားတစ်စီးပေါ်ကိုပြုတ်ကျသွားပါတယ်ထို့နောက်မရက်မနာဆက်တိုက်ခိုက်ရင်းမျော်စင်ကြီးပြုတ်ကျလာတာကိုတော့ဂယုမဆိုင်နိုင်ပါဘူးတနေရာအရောက်မှာတော့မျော်စင်ရဲ့တိုင်းပေါ်ကိုပြုတ်ကျသွားပါတယ်အပတ်ကအံ့ဩစရာကောင်းလောက်အောင်ငါ့ကိုတိုက်နိုင်တာမင်းပဲရှိတယ်လို့ချီးကျူးလိုက်ပါတယ်ဖတ်တီးကတော့စကားပြောဖို့အချိန်မရှိဘူးလို့ပြောပြီးမျော်စင်ကတန်ချောင်းတစ်ချောင်းကိုအားနဲ့ချိုးကလက်နက်အဖြစ်ကင်လိုက်ပါတော့တယ်
ဘောနက်အခန်းလေးကတော့မြို့ထဲမှာပြစ်မှတ်လိုက်ရှာရင်ရှောက်စားနေတဲ့အော်ရာအဖွဲ့ဝင်ရှိပါနဲ့အိုဆာရာဂီတို့ကိုမှတ်မိကြသေးတယ်မလားရှိပါကဒီနေရာမှာခောက်ဆွဲစားကြမယ်လို့ပြောလိုက်ပါတယ်။အိုဆာရာဂီကဒီနေရာမှာပြစ်မှတ်ရှိလောက်မှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။တခါတလေလေးငါစားချင်တာလေးစားပါရစေအိုဆာရာဂီရဲ့လို့ရှိပါကပြောနေတော့စကားတော်မဆုံးသေးခင်အိုဆာရာဂီကမြန်သွားရအောင်ဗိုက်စာနေပြီလို့ပြောပြီးဝင်သွားပါတယ်။ခောက်ဆွဲကိုဘယ်လိုစားရမလဲမသိတဲ့အိုဆာရာဂီကိုရှိပါကတင်ပေးနေတော့အိုဆာရာဂီကအချင်းရည်တွေကိုရှိပါရဲ့ခောက်ဆွဲဘက်ကနေအကုန်ပြစ်ထည့်လိုက်ပါတယ်။ဒါကြောင့်ရှိပါအနှဲငယ်စိတ်ဆိုးသွားပါတယ်။နောက်ထပ်ပန့်ချီဆိုတဲ့အစားအစာကိုသွားစားပေမဲ့ရှိပါအလှည့်ရောက်မှကုန်သွားပါတယ်။အိုဆာရာဂီကလည်းသူမရဲ့ပန့်ချီကိုခွဲမကြွေးပါဘူး။နောက်တစ်မျိုးထပ်စားတဲ့အခါအိုဆာရာဂီကအဆက်မုံဘူးတောင်းတော့တေလောက်အောင်ဆက်တဲ့အဆက်ဖူးကိုရှိပါကတမင်ပေးလိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးတော့ရှိပါကိုယ်တိုင်ပဲအရန်ဆက်သွားရပါတယ်။နောက်ဆုံးအဓိကဟင်းလျာကိုထပ်စားတဲ့အခါဒီဟာကိုဒီနေ့စားရရင်နောက်တရစရာမရှိတော့ဘူးလို့ရှိပါကပကံကိုဖတ်ပြီးပြောနေပါတယ်။အဲ့ဒီအချိန်လူတယောက်ကဒီနာလေးထိုင်ခွင့်ပြုပါလို့ပြောပြီးဝင်ထိုင်ပါတယ်။အိုဆာရာဂီကပြစ်မှတ်ကိုတွေ့ပြီးလို့ပြောလိုက်တော့ဘေးမှာလာထိုင်တဲ့သူကပြစ်မှတ်ဖြစ်နေပြီးကြောက်လန့်တကြားခုံကိုကန်ကပြေးထွက်သွားပါတယ်။အိုဆာရာဂီကသူမရဲ့ပကံမမှောက်အောင်အချိန်မီကင်ထားနိုင်လိုက်ပေမဲ့ရှိပါရဲ့ပကံကတော့အောက်ကိုမှောက်ကျသွားပါတော့တဲ့အစားတောက်ကိုအရန်ကြီးကြတတ်တဲ့ရှိပါတယောက်တည်းခုမှကောင်းကောင်းမစားရလို့အကြီးကျယ်ဒေါသထွက်ပြီးပြစ်မှတ်နောက်ကိုအသေးအတန်လိုက်ပါတော့တယ်စီဇန်2ရဲ့အပိုင်း3ကိုတော့ဒီနေရာမှာပဲစသိမ်းထားပါတယ်ဗျာနောက်ပိုင်းမှာဖက်တီးနဲ့အပတ်တို့ရဲ့တိုက်ပွဲဘလို့အဆုံးသတ်မလဲဆိုတာကိုသိရအောင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးကြပါဦးဖက်တီးရဲ့ဇလန်တွေ season 1ကိုလည်းအစအဆုံးတင်ထားပြီးသားမို့ဝင်ကြည့်သွားကြပါဦးနော်